အားလုံးပဲမင်္ဂလာပါနော်ညီပုံမတွေနော်ကဲဒီနေ့ပစ္စည်းတစ်ခုလာကြော်ညာပေးနော်ဘာပစ္စည်းလဲဆိုတော့အစာအိမ်နဲ့ပတ်သက်တဲ့ပစ္စည်းနော်ဥမချီနော်ပြီးတော့လက်ကောင်တမားတွေတွေ့နော်ပြီးတော့ဝှချိုးတဲ့လူတွေ့နော်ဝှချိုးတဲ့လူဝှပြော့တယ်အစာအိမ်မားတွေအစာအိမ်တွေပိုတော့တက်တက်လာတယ်နော်အဲ့ဒါလက်ကောင်တမားတွေလက်ကောင်တမားတွေတွေ့ပိုကောင်းတယ်ဒါပေမဲ့သူများပြောတဲ့ဈေးကြီးနော်စီတော့စီကြည့်တယ်ထောက်ကိုနဲ့1600နဲ့90ဒါပေမဲ့ကော်မစီတက်လို့ပြန်ရနော်ဒီဒေါ်ပစ်ဆဝဲကိုဖုန်းနံပါတ်ယူပြီးတော့လက်စမပြီးပစ္စည်းခါဝဲ3ပစ္စည်းခါဝဲ3ရီတာနဲ့ကော်မစီတက်လို့ပြန်ရတယ်ဘာကြောက်လဲသူကအဒီကိုစီလို့အဒီကိုရလို့နော်အဲ့ဒါဒီကွာတော့မယူပဲသူများပို့လာပြန်နော်ဘုခါပြီးအဲ့ဒါစူးစမ်းကြပါညီကောင်မတွေနော်ကျေးဇူးများတင်